màကျွန်တော်ကနေတဲ့နောက်ထပ်ဒီ AI နာတေခေါင်းတစ်ပိုက်ထုတ်ခဲ့ပေါ့နော်တကယ်လို့ကျွန်တော်ကနေတဲ့ဒီတေခေါင်းလေးထုတ်ပြီးတော့ဒီ YouTube channel ပေါ်မှာတက်ခဲ့တာဟာပစုကလေး right ပိုင်းနာကိုဒီ idea ပုံဒီပြီးတော့လောလို့ရတယ်ဆိုကြကျွန်တော်ကနေသူများဒီဆိုထားတယ်ဒီမောင်လောင်းဆိုထားတယ်အတန်ပိုင်ဆောင်ဒီကတေခေါင်းကိုမယူဘဲနာကိုစိတ်ကူးနာအကိုနေတဲ့ဖန်ဒီပြီးတော့လောလို့ရပါတယ်ဒီတကယ်လို့ကျွန်တော်ကနေတရားရောက်မှာအသေးအတန် closer ထားအစားတခုကိုနေတဲ့ဒီမွန်ဟောင်းပိုင်ဆောင်ခွန်တော့ဘယ်နဲ့တဲ့အတန်ဒီကိုprogram လုပ်လိုက်တယ်ဆိုကြလေဒါကျွန်တော်မကောက်ပါဆိုကြကျွန်တော်ကနေဒီမှာကိုမနေတဲ့ကိုမစိတ်ကိုရှိကောက်ဆက်ရှင်နာနေတဲ့ဒီ AI နာဖန်ဒီ creation လူကကျွန်တော်ကလာပြီးတဲ့create လာကြလိမ့်မယ်ဘိုင်နာဒါမွန်ဟောင်းဆိုထားတယ်အဆူတို့ဒီတေခေါင်းလေးကိုယူပြီးတော့မလုပ်ခဲ့ဘူးဒါအကရန်ပိချံဘာနာသူတို့မှလည်းနေတဲ့တအားကြီးကိုကလုံလာဝေးဒီ size နာကိုခံစားချက်ဒီကိုမူသွားမလားကျွန်တော်တေခေါင်းလေးကိုအများကြီးလောက်ထားအခါဒီအောင်တေခေါင်းလေးကိုကိုနေတဲ့တမနေနမနာဖြာပလိုက်ဆိုကြလေဒါဟိုရှမ်းမွန်ဘိုင်ခွန်ချိုးဖောက်တာတခုတော့ဒီပိုင်းနာဒါကိုခွန်တော့နာဒီခွန်တော့ပြီးတော့ကိုမှကြာအချမ်းလုပ်တယ်ဟာပြဿနာမရှိဆို social media ဆိုဒီ AI ခိုင်းမှာ social media ပွားရခိုင်းမှာဆိုတဲ့နေတဲ့ကိုလှုပ်ချအလုပ်လို့မလားကျွန်တော်မွန်ဘိုင်ခွန်ဒီအများကြီးရှိတယ်။ဒါဟန်ဒီကိုတရားနဲ့တရား respect ထားပြီးကြနားလေမုံအပရန်လနားလေမုံနာပိုင်းနာမလောက်ကောက်တာဒီကိုမလောက်စားအကောက်ဆုံးပါဆိုခဲ့ကျွန်တော်ကနေတဲ့အကရန်ပူးစာကျွန်တော်ကနေစာကြီးလည်းမဟုတ်ဒီရှမ်းမှာကျွန်တော်ကနေတဲ့ကျွန်တော်ဒီတလောက်မှန်တလောက်ရှိကိုဝိညာဉ်ပြညာခါ private ဆိုခဲ့ကျွန်တော်နေတဲ့ပထမဆုံးဒါလုံးနေရှိကိုပရာပိလာဟိုစား Friday စာဂတိကတော့ကြွာလာပါအလုံးလေးစားပါတယ်ဆိုကြကျွန်တော်နေတဲ့ပထမဆုံးဂျာနာလာဘလက်ဆိုကြ Google Flow နာလာပါဘော Google Flow Music နာလာပိုင်နာဆိုကြကျွန်တော်နေတဲ့ပထမဆုံး Google ကိုဖောင်ထားမယ်ပြီးကြကျွန်တော်ကဒါ live ထားပလဲဆိုကြကျွန်တော်နေတဲ့GOOGLE Ramada brand name sorry Google Flow Music ဆိုပြီးတော့လာဟာနော်ဒီမှာလာပရိုင်မလားဒီမှာစိတ်တော့လို့ဆိုကြကျွန်တော်နေတဲ့ဒီမှာ Google Flow Music ဆိုတာဒီဘာမှာ around လိုက်ရဆိုခါကျွန်တော်ဒီမှာstyle in လောပါနဲ့သူကနေကျွန်တော်အကောင့်တစ်ခုနာ log in အောင်ပြဖို့ကိုမ Gmail ဖောင်းထားဆိုပြီးကို Gmail တစ်ခုနာအမေရိကန်သုံးရအောင်ကျွန်တော်ကိုဖောင်းထားတဲ့ Gmail တစ်ခုနာယူသုံးပါဆိုပြီးကျွန်တော်က log in အောင်လိုက်ဖို့ brigade continue with Google ဆိုတာကိုနေလိုက်ပါဆိုပြီးကျွန်တော်မှကို create တဲ့ Google account တစ်ခုနာ online ပါနော်ထုံးစံတဲ့ဆိုကြကျွန်တော်ဒီမှာ continue ကိုနှိပ်ပါ break ရဲ့ကျွန်တော်ဒီမှာcontinue ကိုဆက်နှိပ်လိုက်ပါနော်ဆိုကြဒီနေရာမှာ unagree လုပ်ပြလိုက်ပါနော်တဖို့တူပြလိုက် break ရဲ့ guest start ဆိုတာကိုနှိပ်လိုက်ဆိုကြကျွန်တော်ဒီမှာ agree ဆိုတာကိုနှိပ်လိုက်မယ် break ရဲ့နေရာမှာ choose user name မှာကို created by reader ဘာနဲ့ကျွန်တော်ကဒီမှာ k1သူကတကယ်လုံးလို့ရဆိုကြဒီတိုင်းပွားဖို့နောက်ထပ်လုံးလို့မရဆိုဒီနေရာမှာအနေပွားပါဖို့ဆိုကြကျွန်တော်တို့ save ဆိုနေလိုက်မယ် okay ဒီကျွန်တော်ဒီမှာ KYM မှာနာရာထားရဆိုကြကျွန်တော်ကအသုံးရပါနဲ့ဒီချမ်းမှာတေခေါင်းထုတ်ဖို့ဆိုကြကျွန်တော်ကနေတက်ကြချမ်နိုင်ကိုလာပြီးတက်ကြတေခေါင်း require အောင်ပါနော်ဆိုကြကျွန်တော်ကနေတက်ကြဒီနေရာမှာပဲစာလောက်လိုက်ပါမယ်ဆိုကြကျွန်တော်နေတဲ့မှာ Google ကိုလာမယ်ပြီးကြဒါကိုလိုက်ရပါလေ Gemini ဆိုတာကိုလိုက်ထားလိုက်ကျွန်တော်ကနေပဲအသုံးဝင်ကြဆိုခါဒီမှာနေလိုက်ကျွန်တော်ပွားဆိုကြကျွန်တော် Gemini ကိုနေလိုက်ပြီးကြကျွန်တော်ဒီမှာ Google Gemini ဆိုကြဒီနေရာမှာကျွန်တော်နေတဲ့သူ့ကိုဒီမှာသူ့မှာ pattern ပါစကားစာပါလေဆိုကြဒီမှာ create music ပါတယ်သူကတစ်ခါတည်းလုပ်ပြီး intro ပိုင်းနဲ့ဒါဒီ5စက္ကန့်3စက္ကန့်လောက်ပေး rare ဆိုကြကျွန်တော်တို့ဒီကောင်မယူသူကို take from review ခိုင်းဖို့စာသား review ခိုင်းဖို့ဟောမှကြားခဲ့ Google Flow Music မှာကြားခဲ့ take from ထုတ်ခဲ့ပါနော်
ဆိုကေသူကိုသာရာလိုက်ကိုလဲဆိုကေကျွန်တော်ရိထားတာရှိရဆိုကေကျွန်တော်မှနေတာကေ AI ကိုခိုင်းပြရဆိုကေကျွန်တော်ကနေနေတာကေအဓိကတစ်ခုတမန်တာပေါ့ဥပမာဒီ AI ကိုခိုင်းဖို့ကိုကနေနေတာကေဓာတ်ပုံထုတ်ဖို့ဆိုကေ AI ကိုရာပလိုက်ပါနော်မောင်ကဓာတ်ပုံစာတယောက် practice ဆိုကေသူကနေနေတာဓာတ်ပုံစာတယောက် apply နေတာတွေ့လို့ကိုဓာတ်ပုံထုတ်တဲ့ဆိုကေကိုဓာတ်ပုံထုတ်တဲ့ခံလို့ရှင်းတာထုတ်ပြီးပါနော်ဆိုကေအခုလေတေခန်းထုတ်ဖို့ဆိုကေတေခန်းအစရာတယောက်နေနော်သူကိုရာထားပြရဖို့ AI ကိုဆိုကေကျွန်တော်ကနေတော့ဒီချမ်းမှာ AI ကိုခမယောင်ကအမောင်ကနာမည်ကြီးတေခန်းစရာတယောက် practice လုပ်ပြီးသူကိုရာလိုက်မယ်ဆိုကေကျွန်တော် copy ယူလိုက်ပါနော်ဆိုကေဒီဖက်မှာကောင်းနေလိုက်ပြီးကေဒီမှာပြချလိုက်ပြီးโอเคသူက read လာဟိုဒါကိုမြင်ပြရပလဲဆိုပြီးတော့ကေကျွန်တော်အမသူကအမူတခုနေတာကျွန်တော်ရာထားပြလိုက်ရဆိုကေကျွန်တော်ကနေတော့သူကိုဒါလုပ်ပလဲဆိုပြီးတိခေါင်းတစ်ပတ်ဝေခိုင်းဖို့ခုမှခေါင်းဆက်ရှင်တာပါနော်ဒီမှာကျွန်တော်အတွားမောင်ကိုစောင်းနေဆေးဆိုရနာမည်နာတိခေါင်းတစ်ပတ်ထုတ်ပြီးပါပါတိခေါင်းအမျိုးစားကကြောက်ပေါ့တိချောင်းပို့တခေါင်းပိုင်နာဆိုကေကျွန်တော်ကနေတော့အထောတိခေါင်းစာသားတိတန်ရာ repeat လို့ကျွန်တော်ကနေတော့ကေသူကို reခိုက်ထားတယ်မဟုတ်ဘနာကျွန်တော်တို့နေတော့ကေစာသားမဟုတ်နာသူကတခါတည်းအရှောင်းလုပ်လိုက်တယ်ဆိုတနကပဲသုံးစကန် introduction နာထွာလာကိုဆိုကေကျွန်တော်အဆောင်မပြေဆိုကေကျွန်တော်တို့ဒီခေါင်းကိုယူပြီးသားကေတိခေါင်း reခိုက်လိုက်ပါနာရေကေ Google Chrome Music မှာတခေါင်းထုတ်ဖို့အတွက်ဆိုတော့ကေသူကို apply လိုက်တယ်ဆိုကေကျွန်တော်ကနေတော့ကေ right click နဲ့ပြီး copy ယူလိုက်မယ်နော်copy ကြကေပထမဆုံးရာထားဖုန်းမှလေးရနိုင်ကောလေဖုန်းမှဆိုကလေးသားကျွန်တော် Google မှာ license create လို့အဲ့ဖုန်းသမားဒီလေဆိုကေ right click နဲ့ပြီးပြီးရှာလိုက်ဒီကေကျွန်တော်ဒီဖက်မှာမရရှိဘူးနိုင်ပြလိုက်ဆိုကေသူကအတေခေါင်းအနေနဲ့ repeat လာပါနော်ဒီမှာOkay တေခါ repeat လာရဆိုရင်ကျွန်တော်ခုနကအဒီတေခါ repeat လာဟာကျွန်တော်တေခါဘိတ် grow ထုတ်ထားတာရှိရနောက်ထုတ်ခဲ့မယ်အချမ်းကိုအနောက်မှထုတ်ခဲ့ပေါ့ဒီကေကျွန်တော်ခုနကထုတ်လိုက်တဲ့တေခါဒီဒီဖာမှာ download လုပ်ထားတာဒီဖာမှာရှိသေးပေါ့ဆိုကေကျွန်တော်နောက်ထုတ်ခဲ့မယ်ခုနကကျွန်တော်ထုတ်ရတဲ့တေခါမှာရခမ်းရဲ့လေးပြေမင်းစီကိုလွင့်ပါစေပင်လေပြကြီးရဲ့နီးဆိုင်ရမှာကမ်းချီပြူပြူလေးပန်းကြီးကားလို့သာမမတန်တော့နည်းနည်းပြေနေသူကကျွန်တော်ကခုနကထုတ်ထားတဲ့မှာသူလေး3မိနစ်လောက်ကြာပါနော်သူလေး3မိနစ်လောက်ကြာရဆိုရင်ကျွန်တော်ကနေတော့ခုနက read လိုက်တယ် background copy ပြီးတော့ဟိုဘက်မှာ background ထုတ်ခဲ့ပါမယ်okay ဒီမှာခုနကကျွန်တော် read ထားတယ်ကျွန်တော် read ခဲ့လိုက်တဲ့ background ပါနော်ဆိုကေ copy လိုက်မယ်ဒီ right click နဲ့ copy လိုက်မလားရောင်းလဲပြီးကေကျွန်တော်တို့ဒီဘက်မှာ Google Flow မှာလာပြီးတော့ကေထုတ်ခဲ့လိုက်မယ်feature လိုက်ကျွန်တော်တို့ဒီ2စားက3စားကန်နာဒီဘက်ကမှရရှိနေပြလိုက်ပါနော်ပြီးကေကျွန်တော်တို့စမ်းခဲ့မယ်ဒီကအလိုလုပ်တယ်နည်းနည်းရှိတော့ကြာပါနော်သူကဒီမှာတေခရံကိုကြားခဲ့ဒီမှာနှစ်ပိုက်ထုတ်ပြီးကိုကြိုက်တဲ့အဆန်နာအလောပိုင်နော်ဒါနည်းနည်းလေးရောင်ရထော်ရစားလေးနင်းတက်ကြီးဒါမြန်မာတန်လေးပြီးရပိုင်းနော်ကျွန်တော်မှနင်းတော့ကိုအတန်နာပြပြဆိုရင်ဒီတေခရံအတန်ဒီတယ်ဝေး file လဲမလို့ကျွန်တော်မြန်မာတန်နာပဲထုတ်ခဲ့တဲ့ file ပါတယ်ဆိုခဲ့ကျွန်တော်ကနင်းတက်ကြီးဒီရာပြရဆို
Okay တဘောပြီးထား နေဝင်ချိန်တိုင်းမင်းရဲ့ပြုံးတွေပြန်မြင်ရောင်ငါရဲ့ကဘာမှာအလင်းရောင်တွေမေးမိခဲ့ပြီပေါ့မင်းနဲ့တူရှောက်ခဲ့ဘူးတဲ့လမ်းကလေးမှာမင်းနဲ့တူရှောက်ခဲ့ဘူးတဲ့ကလေးမှာအမတ်တရားများစွာကြံရစ်ခဲ့ပေမဲ့မင်းကတော့ထွက်ခွာသွားခဲ့ပြီဆိုရဲအောက်ကတဘောကိုကြားခဲ့ကျွန်တော်ဖောင်းခဲ့ပါနေဝင်ချိန်တိုင်းမင်းအပြုံးတွေပြန်မြင်အောင်ငါရဲ့ကဘာမှာအလင်းရောင်တွေကိုအထာကတဲ့မမတန်ကြိုင်လာတဲ့မောအထာကရောက်တဲ့တန်ကြိုင်လာကိုကြိုင်တဲ့အတနာတဲ့ဒေါ်လောလဲလို့ရဆိုရဲကျွန်တော်ကနေမသားခဲ့တဲ့ကောဒေါ်လောဆိုကြတဲ့ဘာကအစာရှိသုံးလောက်နေလိုက် brigade မှာဒေါ်လောဒီမှာဗီဒီယိုနားထောင်ဖို့ဆိုကြဗီဒီယို relay လို့ရတယ် MP3 ဆို MP3 ပါနဲ့ကိုမနောက်ကဒီတဲ့ပုံရှိတင်နာ slide ထိုးဖို့ဆိုလေကဲမလာတာကလို့တဲ့မော Premiere Pro မှာလာပြတာလို့ဖုန်းမှာဆိုလေဒါကျွန်တော်နေမတက်ဖုန်းမှာဆိုလေဒါကျွန်တော်ဒီ video editing လုပ်ရတယ်ဒီ application တွေအများကြီးရှိရမှာလောက်တက်ခဲ့ကိုတဲ့ပုံရှင်လို့လုပ်ရတယ်ဆိုကြကျွန်တော်ဒီဘာမှ download ဆိုတာနေလိုက်မယ်သူကဒီမှာဒါ modern အနေနဲ့ယူပလာဒီမှာ player အနေနဲ့ယူပလာ player ကိုတစ်ခါdownload လုပ်လိုက်မယ်တနက်ရှိစားအောင်လည်းကိုကြောက်လေဒီကောကြ ADA တားနေ ADA brand နေဆိုရင်နောက်ထပ်တစ်ခေါက်အနေနဲ့တော့ဦးနာဒီမှာ MP4 download ဒီမှာသူကကြားခဲ့ဒီမှာဒီ corner တော့လိုက်မယ် modernဒီမှာကိုမဒီ idea ရှိခဲ့တယ်ကိုခောက်ဆက်ပြီး break ကိုပဲထုံးနေကိုလောက်ပိုင်နော်သူများတိခန်းကြီးကိုလောက်ဆက်ထားစားကိုတဲ့ခိုးစနာလောက်ပြီးသားခဲ့တဲ့ Facebook page တို့ YouTube channel ဖော်ပြီးသားခဲ့တောင်းလို့ရဟို editing ပါဒီနင်းနားလေဆိုကြကျွန်တော်တို့နေသားခဲ့နင်းနေပပအဲ့တဲ့ပုံရ live power တဲ့ပုံရှိတယ်နော် editing လုပ်ကနော်တောင်းပိုင်းနဲ့လူစေဝန်ကြောင်းအဘဆိုကြတဖေးဖေးနာကျွန်တော်တို့ဒီမှာကိုကြိုက်တော့ထုတ်ပါရှင်မဒါမှတဘော price သူတွေမောတာတောင်းရမှာတဘော price ရမလို့ပြီးတော့ကိုက editing လုပ်ပြီးတော့တောင်းလို့ရှိကြလူစေဝန်ကြောင်းပါနဲ့ဒီမှာ music နာပဲတဲ့အားရှိတိဆိုရင်ဟိုလိုကောင်းပါတယ်ပိုင်းဆိုရဲကျွန်တော်ကနေတက်ခဲ့ဒီချမ်းမှာတနက်ရှိစောင်းလိုက်မယ်Okay ပြီးထားရဆိုကြကျွန်တော်တို့လိုက်တဲ့ကောက်ဒီဒါဖာတော့ခါလဲဆိုဒီဖာတော့ခါနေဝင်ချိန်တိုင်းမင်းရဲ့ပြုံးတွေပြန်မြင်အောင်ငါရဲ့ကဘာမှာအလင်းရောင်တွေမေးမိခဲ့ပြီပေါ့မင်းနဲ့တူရှောက်ခဲ့ဘူးတဲ့လမ်းကလေးမှာမင်းနဲ့တူရှောက်ခဲ့ဘူးတဲ့ကလေးမှာအမတ်တရားများစွာကြံရစ်ခဲ့ပေမဲ့မင်းကတော့ထွက်ခွာသွားခဲ့ပြီOkay ဒီကေအားလုံး assembly ဘယ်လိုမျှော်လမ်းလဲအားလုံး assembly ရပါစေဒီကေဒီဗီဒီယိုတော့ရဲမိတ်ဆွေတို့တော့အသုံးဝင်ဟာကေ like and share လုပ်ပြီးဟိုအမှန်မှန်ပါကေအားလုံးနောက်ထပ်ဗီဒီယိုမှာပြန်ဆုံတွေ့ရပါမယ်ကျွန်တော် YouTube channel ကိုလည်းလာပြီးသားကေပြီးဖို့တောက်ဆိုချမ်းပါရ YouTube တမ